စားဖြင့်ဝိုင်းရထားတဲ့လူငယ်တူတွေရဲတဲ့ခေါင်မိုးထက်တင်ခိုးခုန်နေတာအလင်းများအားလုံးပိတ်သွားတဲ့အချိန်ကိုထောင်လန်းနေပါတယ်ထို့နောက်သူတီးဧည့်သည်တို့ဝင်ရောက်ကသူ့မြတ်ကိုတိတ်အစစ်စိမ့်နေပါတယ်သူ့ရဲ့မဲ့ခေါ်ဆင်းနေချိန်သူ့နောက်မှာတစုံတရာရှိနေပြီကိုသိထားမိပြီးပြန်လဲကြည့်လိုက်ကခိုးရရဲတဲ့ခေါင်မိုးပေါ်တွင်နဲ့ဆက်များ၌ရမြောက်သေးတော့ကောင်းတဲ့တူရဲလက်ရဲ့အတူဘက်ကိုစိုက်ကြည့်နေသည်ကိုတွေ့ရှိရပါတယ်ထိုဟာတခြားခုအတွင်းသူ့ကြောရုပ်တစ်လျှောက်ချမ်းစိတ်စိတ်အကျော်တွေဖြတ်သွားပြီးထိုကောင်လေးတွေပြည့်ပြည့်တို့အရှာတော်လုံးကျတဲ့သူဖြစ်မိဟုထင်မှတ်တိုက်ပါတယ်သူ့ရဲ့မဲ့ဘူပွန်ဒီကစားကြည့်လို့အခါထိုကောင်လေးတွေသူ့ရဲရင်မေဆွာကြီးမားလွန်းသည့်ဆိုင်းရည်များကြောင့်ကြောကြတော့နန္ဒာရီကအတန်တိတ်လက်ဝဲပြင်ဖြစ်နေသည်ကိုသဘောပေါက်လိုက်ပါတယ်သူတို့ကဆန္ဒဝတ်ဆင်သူတွေထွက်ပြေးရင်လုံခြုံရေးကြမရှိတော့ကြောင်းသူရမရုံးထွက်ရင်သူ့အနေဖြင့်တက်ခဲ့ရမည်ကိုဒါနားလည်လိုက်ပါတယ်။ဘုံတော်ထောင်းထူရရင်လည်းအချက်ချင်းပြပါပြီးတွေးဆူရန်ကွတ်တူရှုံများကိုအတန်တိတ်လက်ဝဲပြလို့ပြလိုက်ပါတယ်။သူ့ရဲ့မဲ့သူ့အတွက်ကန်ဆိုးစွာဖြင့်ထိုတော့ဝေတွေအထူးလေးများစာချောင်းလို့နိုင်တာပြင်းလာလာပြီးသူရိယဆန်စာဝတ်စုထံတို့ထိုက်ရိုက်မိလာခဲ့ပါတယ်။သူဒီသူ့ထံများကိုဆွဲထုတ်တာတစ်ချက်တည်းဖြင့်အဆုံးတက်ရန်ကြိုးစားခဲ့တော့လေဆက်များနှက်ကောင်လေးကမျက်စိတပိတ်တွင်သူ့၏ကိုယ်ပိုင်ထံများဖြင့်အိပ်ပင်ကတွန်းလှန်နိုင်ခဲ့ပါတယ်။သူတို့တွေ